ဟုတ်တယ်လေအဖေရဲ့အမြင့်ကတမျိုးမိသားစုကြီးပေါ်လေ တော်လေးအမြင့်ဒါဒီချက်မြင့်တာတော့မရှိတော့ဘူးနော်မြင့်သလားလို့တော့မမေ့နဲ့အမလေးလှေကားတော့ထောင်တက်အော်ရပါတယ်ရပါတယ် ဂရီတုံးလို့တာပါ ဟုတ်ကဲ့ပါဗျာဟုတ်ကဲ့ပါကဲ အဲ့ဆိုရင် okay သွားပြီမနေ့မှ ဟုတ်ကဲ့မနေ့ဆုံးမယ် ကဲအဲ့ဒါပြောမယ်နော် ဟုတ်ကဲ့ပါနော်ဟုတ်ကဲ့ပါဗျာရေများရှံမလားဆိုအထင်ကြီးပြီးတော့ယူလိုက်တာဟမ်တနေ့လာလဲပွဲမဖြစ်တနေ့လာလဲပွဲမဖြစ်တော်သေးတာဗောအဖေအမေတွေရှိနေလို့နှမတော့ငတ်သေးနေတာကြာပြီ မင်းရလေဟာငါလည်းအစင်ပြေမလားဆိုပြီးလုံနေတာပဲလုံနေနေအစင်မပြေတော့ငါလည်းဘယ်လိုလုပ်တတ်နိုင်မှာလဲငါလည်းဒီကားပွဲသားပဲလုပ်တတ်တဲ့ကိစ္စကြီး အစင်မပြေလဲပြေအောင်လုပ်ဗောရှင်းလို့နေတိုင်းအစင်မပြေနေတာလေသူများတွေကဒီမှာပွဲတွေဖြစ်နေတာ မင်းရလေဟဲ့မင်းပွဲဖြစ်တယ်ဆိုတာလေကုသကံနဲ့လည်းဆိုင်နေတယ်ဟာနေရတယ် ရှင်ရတသေးမကောင်းနေတာလေနေတိုင်းမကောင်းနေတာတရက်တလေကောင်းရင်တော့မပြောလို့ပါဘူး နောက်နေ့ငါအစင်ပြေအောင်လုပ်မယ်ဟာမရောင်းအောင်ငါပြောမယ် ကြည့်ရသေးတာဗော ဟုတ်ကဲ့ရရှိုးဘကမှာငါပလီတဲ့ပြတော့ဆိုတာလို့ဆိုတာဒီမှာရှိတယ် ရှိလားဆိုတော့မင်းဘလောက်တုံးပါလဲအဆန်တုံးတဲ့ပုံမှာမူကြည့်တာပေါ့1003လား1500လား ငါလမ်းမတန်းမှာဆိုင်ကပြင်နေဖွင့်မှာဆိုတော့1500 2000တော့သုံးပါဘူးကွာ ရှိတယ်2000တန်တစ်ခွက်တော့ရှိတယ်လမ်းမလမ်းမယ်မင်းလို့စားလို့ရတယ် ခဏလေး ပကံလမ်းမပေါ်မှာ ဒါနမပေါ့ပကံနမပေါ့လည်းမဆိုပါဘူးမတောင်းတော့ပိုကောင်းတယ်ကွာတမ်းပါကိုကလုံးစားမှာဆိုတော့လိုပဲပြည့် လို့စားမှာပြီးလို့ရှိရင်ဒီပွဲစားတန်းနဲ့ပဲမင်းပြန်ရောက်လာတာပဲနော်ကိုလုံးစရာရှိတာလောက်ပါမင်းအကြီးကြီးရှောက်ပြောနေတယ်နော်ငါတို့ရောင်းနေတဲ့အင်ဂျင်ဘီလေးပဲရောင်းငါတော့မှကွာဒီနေ့ငါလိုက်ပြတဲ့အကောက်ကွာဝယ်လက်ကတော့ပထမတော့ကြီးကြီးပြူဝဲရောက်ရင်ဝယ်မယ်ဆိုပြီးတော့ကားပေါ်မှာငွေတော့ပိုက်ပြီးလာတယ်ဟိုရောက်တော့ငါ့ဈေးတွေလိမ့်နေတယ်ဟဲ့ရောက်အဲ့တော့ရောင်းတဲ့သူကကွာအဲ့လောက်နှိမ်မှာငါ့ဘလို့ရောင်းတော့မှာလေဝယ်မဖြစ်တာလဲကြာပြီလေမင်းသိတဲ့အတိုင်းပဲရောက်ရင်2လကျော်3လလောက်လွတ်ဒီညနေ point နာမိလိုက်လို့ရတော့ကွာအင်းမိသားစုတွေမိုက်ဆူပြေပြီကွာဘယ်လက်ကကွာဈေးစတာလဲကြောက်စရာနော် တော့ကွာကိုကကိုတည်းလည်းပါလာမှာပေါ့ကွာအကုန်ပါလာ မတလားအာသမီးလေးပါတောက်ပါဦးအဘဒလက်ကမှနည်းနည်းကြီးပဲ ဩ တကူလာထိုင်ပါဦး ကိုတည်းလည်းမင်္ဂလာပါ တကူလေးတောက်ပါ မတော့တော့ဘူးအော်ဒီမှာမိမဒီချိန်လောက်ဆိုထမင်းစားဖို့စောင့်နေပြီလက်ဖိတ်တောင်းလိုက်ရင်ခံသွားမှာ အဲ့လိုမလုပ်ပါနဲ့တကူကတော့တောက် တိုက်ပါစက်ထုတ်သွားလိုက်မယ်လေ ပါစေ အဲထမင်းစားပြီးတောက်တော့အချိုသေးတာဗော ရပါတယ်ဒီနေ့ရပါစေအခုပါစေတောက် ဟုတ်တယ် ဟုတ် ဟုတ် တ တယ် ယ်ပါစေတကွ ပြန်မကြီးမလားညီလေး ရှယ်လေးလုပ်ပြီးပါ ရှယ်ရှယ်တဲ့ညီလေးအဲ့တော့ဒေတူးမဟုတ်ရောက်ရင် ဟာ ငါတို့ချံပွဲစားနေမတူ ဟာ ကာဝစားလောကမှာဖိတ်တောက်နာမည်ကြီးနော်ပွဲစားကြီးကိုသွက်လက်ဆိုမသိတဲ့သူမရှိ ဟုတ်ကဲ့မင်္ဂလာပါကွာကျွန်တော်အမြဲတမ်းပြောပြနေတာဟာကိုတည်းနဲ့ကားလောကမှာနာမည်ကြီးဆိုကျွန်တော်အမြဲတမ်းပြောပြနေတာဟုတ်တယ် အားကြလို့ အဲ့လောက်လေဟုတ်မယ်မထင်ပါဘူးအဲ့လောက်တော့နာမည်ကြီးလာ ကိုကရှိုးတယ်နော်နော်ချံပွဲစားကိုအကုန်လုံးသိတယ်ကိုဟုတ်တယ် ကဝဲသားလောက်ရတယ်ဆိုတာလေလွယ်တဲ့အလုပ်မဟုတ်ဘူးလေဒါပေမဲ့တိတ်အများကြီးမဖြစ်ပါဘူးဒီနေ့မှ9ပွဲ10ပွဲလောက်ပါပဲ ဟာပွင့်ရိုက်တော့တနေ့9ပွဲ10ပွဲ ဟုတ်တယ်အာဒါတော့ကိုကဟိုရာကြော်လေးကိုင်းတာမဟုတ်ဘူးလေထောင်ကြော်လေးကိုင်းတာဆိုအမြင့်နေပဲကိုင်း အမြင့်နှန်းနေကိုင်း ဟုတ်တယ်ထုံရောကိုင်းတော့မှ9ပွဲ10ပွဲတဲ့ကိုရ အဲ့ဒါတော့မှကိုကရှော့ထားတာဟိုပြောမယ်ဆိုရင်တချို့ဆိုဝယ်ကျင်လို့လန်းပြီးဆက်သွားတာမရှာတာပေါ့အပင်မခံတာပေါ့ဒီ9ပွဲ10ပွဲလောက်ရတော့ကွာဒါနည်းစီလေ အားကြတယ်အကိုကြီးကျွန်တော်တို့အဲ့9ပွဲ10ပွဲဆို2လ3လတော့မှမဖြစ်ဘူးဟုတ်ပါ အဲ့လောက်တော့လားခြံကိစ္စ ကျွန်တော်တို့ channel ရောင်းရင်အလုံးဝအေးနေတာ အဲ့ဒါကျွန်တော်ရှော့တာတော့တကယ်လုံးမဲ့ဆိုရင်တနေ့ပွဲ20လောက်ဖြစ်တယ် ဖြစ်တယ်ကျွန်တော်တော့မှဆန်လောကောက်ဆွလို့ပြီးအခုဒီမှာတပတ်ခံနေလား အဲ့လိုကလည်းမရသေးဗျာဟုတ်ဘာလို့လဲဆိုတော့ဒီဘက်ကခြံပွဲသားတော်ကြီးနဲ့ကားပွဲသားတော်ကြီးကမတူပြောအချောင်းကြီးကလည်းနားလေရတယ်ပါလား ကိုတို့တော့ကျွန်တော်တို့ထပ်စားလို့ရှင်တော့တဘာကြီးရာကြီး အဲ တဘာကြီးတွေဆရာကြီးတွေနဲ့ကြောက်ကျွန်တော်ရှင်လို့မရဘူး ဟောဒီကားပွဲသားလုံရင်းနဲ့ပဲကိုလည်းစီးပွားရေးရက်တည်တယ်ဒါနဲ့ပဲချမ်းသာတာ သိတယ်အကိုကကားလောကမှာလည်းနာမည်ကြီးရာကြီးကို အခုအဲတကယ်တော့မှာတော့အဲ
တိုက်ခန်းဝယ်ထားလိုက်ပြီရဲ့ အကျန်းတော့ဝယ်လိုက်တယ် မကိုပစံနဲ့မဟုတ်တော့ဒါကားပွဲသားရလို့အတူစားလေးတွေပေါ့ဒါအတူစားလေးနဲ့ဝယ်လိုက်တာ1200ပေါ့အဲ 1200ကျော်ဝယ်ပြ ဟုတ် လိုက် တယ် သိန်း1200 အဲ့လေအဲ့ဒါ တိုက်ခန်းဝင်လိုက်တာ တိုက်ခန်းဝယ်အဲ့ဒါပြောမယ်ဆိုရင်တော့အတူစားလေးတွေနဲ့စားပြီးတော့ဝယ်လိုက်တာပါ အဲ့တော့အတူစပဲရှိသေးတာ နားထောင်ရင်းနဲ့တော့ပီတိတွေဖြစ်လာ ဟုတ်ကြ ဒီလည်းလေးစားတယ်ကိုရကျွန်တော် channel ကကြတော့အခုတို့လိုမဟုတ်လေ point တစ် point ရိုက်မှ2သိန်း3သိန်းမြတ်တာဟုတ်တယ်ဒါတော့မနေ့အပေါ့ပြောပြီးရောင်းတာ မဟုတ်ကိုအမြင့်နေကြိုင်တဲ့ခါကျတော့ဆက်ပူရတာပေါ့ဒါပါ အားကြတယ်ကိုရ ဟုတ်လားနော်မနေ့ပြန်စားပြီးငါအိမ်ရောက်မှမလုပ်တော့ဘူးကွာနော်ဆရာတော့ဒီမှာကျွန်တော်ပညာသင်ပြတယ်ဆရာ ဟုတ်အရင်ဦးဆုံးနည်းနည်းအောက်ကားလေးတွေကြိုင်ကြည့်လိုက် ဟုတ်ကဲ့ဟုတ် အနေကားလေးတွေပေါ့နော်ရောင်းမယ်လို့ အနေကားလေးတွေကြိုင်ကြည့်ပြီးဘာညာဆိုမှအမြင့်ကိုတက်ပေါ့အဲ့ခါကျတော့ဆွဲခေါ်ပြီး ဟုတ်ကဲ့ဟုတ်တော့ခေါ်ပါဆရာ အဲ့တော့ကားကြောင်းတော့နားမလည်ပါဘူးကိုရဒီ channel ကလေးတော့မှပညာသင်လုံနေပဲရောင်းနေရတာ အခုတော့တိုက်ခန်းနေထက်ဝယ်ဖို့အစီအစဉ်ရှိသေးတယ်ခန်းလောက်ပါပဲဒါလည်းအပြင်းပြေတော့နေမဲ့သဘောပေါ့ ရင်းပြနေဖို့တော့နော်တကန်း ကိုကကားလောကမှာတော့နမေကြီးအောင်နေမကောက်ကိုတို့ချမ်းသာမှုရလဲကြောက်စရာကြီး ပြန်လိုက်ဦးမယ်လက်ဖိတ်ပတ်တယ်ရ ဟောကျွန်တော်မေးတယ်ညီလေးတပည့်ရပြီလားကြားလား ရဒီလာကပါ အားကြတယ်ဗျာ โอเคဦးနိုင်ရှင်းနေမလား ဟုတ်ကဲ့ကျွန်တော်ရှ ချ င်း မ်း ပါ ဝဲသားချမ်းဝဲသားရုံနိုင်ရှင်းနေ ဟမ်မအခုလိုတော့မဟုတ်ပါဘူး တော်တော်မို့မင်းကနောက်ကျနေတက်မှာကြောင်း ဟုတ်ကဲ့ နားလေနားလေ သဘောပေါက်တယ် တိုင်း ဟုတ်ကဲ့ဟုတ်ကဲ့ ကြောက်တာမို့ ဟုတ်ကဲ့ တော် โอเคတက်တာပါတက်တာပါ ကျွန်တော်ငါတို့လိုချံပွဲသားလောကနဲ့မတူ อืม ချံပွဲသားလောကမှာဖိတ်ဖိတ်တော့နမေကြီးကိုတွက်လက်ဆိုသူ့ပဲကွာ အင်းကကျေးဇူးရှင်ရတော့အချိန်ရမနေတော့ဘူးရှင်းနိုင်တော့ဖုန်းနေပြီပဲဘိုးကမနေချုပ်နေပြီပြောတော့လေပွဲရမဖြစ်ဘူးနဲ့ပြန်လာလိုက်အများအားမိုးချုပ်တယ်ပြောတော့ဒါပွဲမဖြစ်တာ ဟုတ်လား ဟောပြန်လာပြီလားပွဲဖြစ်လာလား ဘယ်တော့မဖြစ်ခဲ့ဘူး ဟမ်ပွဲမဖြစ်ဘဲနဲ့ဒီလောက်အချိန်ကျမှပြန်လာသလား ဩမနေ့ကကားဝယ်ဖို့တဲ့အဲ့မှာသူ့သမီးတွေကဗာလေမိသားစုစီးဆိုတာမသိဘူးအဲ့ကားကိုဝယ်မယ်ဆိုတော့ငါအဲ့ဒါတွားကြည့်တာအကြည့်ပြီးတော့ကားကိုချိတ်ခဲ့တာမနေ့ကကျတော့ငါအဲ့ကားပြရင်ဖြစ်ပြီ အော်အဲ့ကလိုက်ပြနေတာပွဲမဖြစ်ဘဲနဲ့လိုက်ပြတာတော့ရှင်းနိုင် မ တော့ ပြဘူးရှာတာသူကမိသားစုလိုက်စီးနေတယ်ဆိုတော့အဲ့ကားကိုအခုသွားကြည့်တာအခုကားကရခဲ့ပြီမနေ့ကကျသူတို့နဲ့တဲ့ပြီးလိုက်ငါပွဲဖြစ်ပြီဒါကိုပြောတာ ပြေးကြပြီလား ဩပြေးကြပါလေဟဲ့ပွဲသားပဲဟာနေရာလေအစင်ပြေတဲ့ခါပြေးမယ်မပြေတဲ့ခါမပြေဘူးဟောဟာ အော်ရှင်ကအမြဲတမ်းမပြေတဲ့အခါအမြဲတမ်းမပြေနေတာလေ ကျဲဆိုမထမင်းစားမယ်ဟာနေဘိုက်စားနေ စားတော့မှာအေးပွဲတာမဖြစ်တာထမင်းကနေတိုင်းစားနေရလားပြင်ထားတယ် မင်းဆိုကဘူးထမင်းတစ်ခါစားတာပြီလာပြီလားဟေးဟာ အားရတော့ကြီးရယ် ဟောဦးလေးရဲ့ဦးလေးပဲအကြီးမှားထားတော့ကျွန်တော်ကအကြီးကိုရှာထားတာကဲညီမလေးတို့ကားတော့ဒီကားပဲအင်းညီမိုင်းနေငုံမကြီးနဲ့လုံးဝရှစ်နော်အပေါ်မှာခုံနေတန်းစီတော့တာအများကြီးပဲလူအများကြီးလိုက်လို့ရတယ်ဗျာ ဘာအင်းကြီးကောင်းတာလဲရှင့်ကဘာကားကြီးလဲဟေးတမျိုးရှာဆိုင်တာမိသားစုစီးတဲ့ကားလေး ဟာဒီမလေးမိသားစုစီးရုံမဟုတ်ဘူးနော်ဒါတရွှေလုံးတစ်မျိုးလုံးစီးလို့ရတယ်အမခုံနေဆိုအများကြီးပဲလို့ကိုကြီးပြောပြပါနဲ့ မိသားစုစီးဖို့ကဒီလိုကားကြီးကိုကျမတို့ဘာလုပ်ကမှာလဲမင်းမပြောပါဘူးဖေရဲ့အမြင့်ကတမျိုးမိသားစုစီးဖို့လေ တော်လေးအမြင့်ဒါဒီချက်မြင့်တာတော့မရှိတော့ဘူးနော်မြင့်သလားလို့တော့မမေးနဲ့အမလေးလှေကားတော့ထောင်တက် ဟုတ်ပါလေရှင့်ကအမြင့်နဲ့ဒါပေမဲ့ဒီကားကြီးကလိုင်းကားကြီးလေရှင်ပြောသလိုဆိုရင်ကျမတို့ညီမနှစ်ယောက်ကတယောက်ကဒရိုက်ဘာလုပ်ပြီးတယောက်ကစပယ်ယာလုပ်ကမယ်ပုံပေါ့ ဟောဒါတော့ကိုယ်ဝယ်တာပဲပြောမလို့ဝင်ငွေလေးပါပို့လို့ရတာပေါ့ ဘာလို့ဝယ်တော့မှာလဲကားအမြင့်ဆိုတာဇိမ်ခံကားကိုပြောတာဒီလိုကားအမြင့်ကိုပြောတာမဟုတ်ဘူးဒါတော့နားမလည်ဘူးလားအဖေရတယ်လေဘလို့လူမျိုးကိုလိုက်ရပေးတာလည်းမသိဘူး ပွဲစားထဲမှာ तू ကနာမည်ကြီးတွက်လိုက်ဆိုတာ တော်လည်းပါဦးလေးပြောတယ်လေကားကြီးမိသားစုစီးကျင်တယ်ကဲဒီမှာဗျာတရွှေလုံးတစ်မျိုးလုံးစီးလို့ဦးလေးတို့သမီးတွေတော်တော်ကြီးများတာပဲဦးလေးရဲ့ ရှင့်ဟာကြီးကလိုင်းကားကြီးလေကျမတို့ပြောတာမိသားစုလိုက်ဇိမ်ခံစီးတဲ့ကားအမြင့်ကားအဲ့ဒါမျိုးပြောတာ မြင့်တယ်လို့လှေကားပါထောင်တက် ရှင်းမချင်တဲ့လေပါပဲထောင်တယ်ဘာပဲတက်တယ်ဝက်ဝက်တက်တော့ဘူးအဖေလာ အမြင့်ကားလို့ပြောတာတဲ့ကွာ ဟုတ်တယ်ဦး ဒီ လေး ကားမျိုးမဟုတ်ဘူးတဲ့ ဦးလေးပြောတယ်ကားကြီးမိသားစု ဟုတ်တယ်ဟိုကစိန်ခံကားကိုပြောနေတာကွာ ဦးလေးဒါလည်းစိတ်ခံပြီးစီးလို့ရတယ်ဦးလေးရဲ့တို့ကွာပြန်ပြီကွာဟာဘလူးလေးလွယ်နေမှမသိဘူးလက်ကိုပိတ်ပါတယ်ကွာ ဘုရုချမ်းတော့ဒီချမ်းပဲဗျာဒါ40 60ချမ်းစိတ်ကြိုက်ကြည့် ချမ်းကျဝင်းလေးတော့မဆိုးပါဘူးသူဧရိယာတန်းတန်းလေးတော့တကယ်ကြဲကြဲဝင်းလေးရှိပါတယ် ဟုတ်ကဲ့ ကဲငါတပီကြရလားချမ်းလေး ချမ်းလေးကကြေဝန်း
ဘာလို့မိသားစုနဲ့ဖေတို့မိသားစုတတ်တတ်ဝင်နေဖို့ဒါတွေကတော့အကျဉ်းဝင်မစိုးပါဘူးနော်သမီးကြတယ်နော် တိုက်တယ်ဖြစ် ကျွန်တော်သမီးကတော့သဘောကျတယ်ဗျ ဟုတ်ကဲ့ဗျာ သဘောကျပြီဆိုတော့မင်္ဂလာရှိပါဗျာ ဒါဆိုပွဲဖြစ်ပေါ့ ဟုတ်ဖြစ်ပြီဟုတ်တယ်ကျွန်တော်သမီးလေးကြိုက်တယ်အကုန်အဆင်ပြေတယ်ဗျာသဘောကျတယ် ဟုတ်ကဲ့ပါဗျာဟုတ်ပွဲဖြစ်ပြီဆိုတော့ကျွန်တော်ဒီညနေ10လေးတစ်ဝက်လောက်ချုပ်လိုက်ပါ ညနေစင်ရတော့တည်တယ်မချတော့ပါကျွန်တော်မနေ့မှပဲအကြည့်ရှိလိုက်တော့မယ်လေ အော်ရပါတယ်ရပါ ဂတိတုံးလို့လို့တာပါ ဟုတ်ကဲ့ပါဗျာဟုတ်ကဲ့ပါ အဲ့ဆိုရင် okay သွားပြီမနေ့မှ ဟုတ်ကဲ့မနေ့ဆုံးမယ် ကဲအဲ့ဒါပြောမယ်နော် ဟုတ်ကဲ့ပါဗျာဟုတ်ကဲ့ပါဗျာဒီလိုဝယ်လက်ကြတော့လေမင်္ဂလာကိုရှိလိုက်ကြဗျာအများကြီးတော့မပြောလိုက်ရဟာမတန်စင်ကိုတလက်ကြီးရော ဒီမောလေလေ မတို့ရတော့နော်တထေးတွေဆိုတဲ့အတိုင်းပဲနော်ဒိုင်ရှိုတွေကြီးပဲ ဟဲ့ မချန်ကွက်လာကြည့်တာဝယ်လက်ကဖြစ်သွားပြီလေ ဟုတ်လားပြင်ပြသွားပြီပေါ့ အော်ကျွန်တော်တို့အဆင်ပြေတာနည်းနည်းပါဗျာနော်အမားယောက်ျားအဆင်ပြေချက်ကြီးကကြောက်စရာကြီးနော် ဟဲ့အမလေးနင်ပြောတဲ့တော့လေငါတို့ကအသင်ပြေနေသေးတာမဟုတ်ပါဘူးဟဲ့ အမလေးတထေးတွေများဗျာညီးလိုက်တာဆိုတော့တိတ်ရှူတာပဲနော်အမားတို့ကတာကေတာမှာကိုတက်လက်ကိုယ်တိုင်တိတ်ထောင်းနေရတဲ့တိုက်ခိုင်းဝယ်ထားတယ်ဗျာ ဘာတိတ်ထောင်းနေရတယ် အမလေးတိတ်ထောင်းနေရဝယ်ထားတာအမားတို့ပါလေကျွန်တော်လာမနေပါဘူး မဟုတ်ပါဘူးပြန်နေတေးတိုင်းလားတိတ်ထောင်းနေရတယ်ဟုတ်လား အမလေးအမလာပဲဒီလောက်လေးအံ့ဩစရာကိုတက်လက်ကိုယ်တိုင်ပွဲတွေဖြစ်နေတာလေအခုတာကေတာမှာတိတ်ထောင်းနေရတဲ့တိုက်ခိုင်းဝယ်ထားလို့သူကိုယ်တိုင်ပြောတာ တိတ်ထောင်းနေရတယ်လို့ तू ကဝယ်ထားတယ်လို့ပြောတယ်ပေါ့ ဟုတ်တယ် ဩ တောင်းမယ် အတောင်းစားကြည့်စမ်းငါ့ကိုပြောတော့ပွဲမဖြစ်ဘူးနဲ့အခုတိတ်ထောင်းထရတဲ့တိုက်ခန်းတော့ဒင်းကဝယ်ထားသေးတယ်ဘယ်မရလဲကိုပေးနေမှလည်းမသိဘူးလာမစေအောင်ဒင်း မိမ အော်ပြန်လာပြီလား လာ လာ ပွဲမဖြစ်ခဲ့ပါဘူးမောင် ဟဲ့လား ကားရောက်နေအမြင်တော့အမြင်ပဲ ပွဲမဖြစ်ဘူး မဖြစ်ခဲ့ မဖြစ်ခဲ့ဘူး ဟုတ်မဖြစ်ခဲ့ တိတ်တာလား တိကျတယ် ဟမ်ရှင်ကပြောတော့ပွဲမဖြစ်ဘူးနဲ့အခုပဲတိတ်ထောင်းနေရတဲ့တိုက်ခန်းဝယ်ထားတယ်လို့အုံးလေးကပြောသွားရဲ့ကျမကို ဟုတ်ပါဘူးအဲ့ဒါ ဘာမဟုတ်ပါဘူးလေအခုအဲ့တိုက်ခန်းဘာမှလဲလိုက်ပြရှင်အခုလိုက်ပြကျမကိုအခုလိုက်ပြကဲပြောအဲ့တိတ်ထောင်းနေရတဲ့တိုက်ခန်းဘာမှလဲ အဲ့ဒါကကျွားတဲ့တဘော ဘာလို့ပြောရလဲအဲ့တိတ်ထောင်းနေရတဲ့တိုက်ခန်းကျုပ်ကအခုလိုက်ပြ ဝယ်မဝယ်တာ ဘယ်လိုလဲလိုက်ပြောတာတိတ်ထောင်းနေတဲ့တိုက်ခန်းအခုလိုက်ပြ အဲ့ဒါကလည်းကျွားပြီးပြောလိုက်တာ ပြောပြီးပြောပြမလို့လေရှင်ပဲရင်လေပဲလေအခုလိုက်ပြလား ရှိပါမရှိတာဘယ် ဘာမရှိတာလဲရှင်တော့ online အခုဝယ်ထားရလို့ပြောတာလေအခုလိုက်ပြတော့ရှင်ပြောအခုလိုက်ပြနော်အခုလိုက်ပြအခုလိုက်ပြဟမ်ဘယ်မရငယ်ရှင်ပဲနေမလို့ပေါင်းနေရတယ်နော်ဝယ်ထားတာလေလောလော အဲ့ဒါကဝယ်မဝယ်တာ ဘာမလဲလေဘာမလဲလေဝယ်ထားလို့ရှင်သူများဝယ်ထားတယ်လို့ပြောတာပေါ့ကျွန်မရိုက်ပြီးရမယ်နော်ရှင်အခုလိုက်ပြ ရှိပါမရှိတာဘယ်လိုပြ ဘာမှမရှိပါနဲ့ရှင်ဝယ်ထားတယ်လို့ပြောတာပေါ့ ဘာဖြစ်နေကြ တားကြည့်ရမှာလေဒီမှာလေပွဲဖြစ်ဘူးမဖြစ်ဘူးနဲ့ကျမကိုပြောတော့ဟမ်အခု तू တားကြည့်တော့တိတ်ထောက်နေရတဲ့တိုက်ခန်းတော့မှဘယ်မရငယ်ကိုဘယ်နေမဝယ်ထားတာလည်းမသိဘူးကျန်ပွဲမဖြစ်ဘူးတော့ဒီဈေး မဟုတ်ဘူးကျွန်တော်တအားကျွားပြော ဘာမှကြွားပြောတာမဟုတ်ဘူးကျန်ကျမတို့ကတော့ပွဲမဖြစ်ဘူးဆိုပြီးတော့ဈေးဘမပေးတာဘယ်နှလားရှိနေပြီလဲဟမ်ရှင်အခုကျမကိုပြအခုလိုက်ပြအိုက်ထောက်နေရတဲ့ ရှိပါမရှိတာဘယ်လိုပြမှာ ရှင်တော့သူများရှင်ကိုပြောရတာပေါ့ဝယ်ထားတယ်လို့ပြောရတာလိုက်ပြအခုလိုက်ပြကျမကိုလိုက်ကြလားတေချင်းကိုဘာလဲလာခဲ့ဟမ်ဘာပြောတော့တမျိုးအခုတိတ်ထောက်နေရတဲ့အခါဝယ်ထားတယ်လို့ကဟမ်ဘယ်မရငယ်ပေးဖို့လဲ မဟုတ်ဘူးဘာဖြစ်နေကြလဲ တားကြည့်ရမှာလေကျမကိုပြောတော့ကျပွဲသားတဲ့အောင်လာသွားတာလေ तू ကပွဲမဖြစ်ဘူးကားမရောက်အောင်နဲ့အခု तू ကတိတ်ထောက်နေရတဲ့တိုက်ခန်းကိုဝယ်ထားတယ်ဘယ်မရငယ်ပေးနေမလို့လည်းမသိဘူးလေ तू က ဟုတ်လားကိုတလက်မရင်ငယ်ပြီးဝတ်ထားလား မဟုတ်ဘူးလေခင်ဗျာပြဿနာတယောက်လာလုံးနေပြန်ဗျာ ဘာပြဿနာတက်မှာလဲသူများပြောမှကျမသိရတာအခု तू ကတိတ်ထောက်နေရတဲ့တိုက်ခန်းကိုဝယ်ထားတာလေအခုနော်တိတ်ထောက်နေတဲ့တိုက်ခန်းအခုလိုက်ပြကျမအခုလိုက်ပြအခုလိုက်ပြတော့ ရှိပါမရှိတာဘယ်လိုပြမှာလဲရှိပါမရှိတာဘယ်လိုပြမှာလဲ